kinh kha sora tan de ápဖြစ်နေတာtan de ápဖြစ်တယ်ဆိုတဲ့နေရာနဲ့ပတ်သက်ပြီးတော့တန်တရားတွေက16မျိုးတောင်မှပဲစာပေကျမ်းကနေမှာဆိုထားတာရှိတယ်ပေါ့အတိတ်နဲ့ပတ်သက်ပြီးတော့တန်တရား5မျိုးအနာဂတ်နဲ့ပတ်သက်ပြီးတော့တန်တရား5မျိုးပစ္စုပန်နဲ့ပတ်သက်ပြီးတော့တန်တရား6မျိုးအားလုံးပေါင်းလိုက်တဲ့အခါကျတော့တန်တရား16မျိုးရှိတယ်အဲ့ဒီ16မျိုးသောဒုလောတွေးတော့ယုံမှမှုဆိုတဲ့တန်တရားတွေကိုလည်းဖြတ်ကျော်သွားနိုင်တယ်ဖယ်ရှင်းပြစ်လိုက်နိုင်တယ်ဒါကြောင့်မို့ကင်ခါလို့ဆိုတဲ့တွေးတော်ယုံမှနေတဲ့အတွေးတွေကိုဝိတရဏကြော်ဖြတ်ပြီးတော့ဝိသုဒ္ဓိမိမိရဲ့ဉာဏ်အမြင်လေးဟာစင်ကြယ်သွားပါတယ်အဲ့ဒီဉာဏ်နှစ်ခုမပါဘဲနဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်လို့မရပါဘူးတဲ့ဒီဉာဏ်နှစ်ခုဟာအမှန်တမ်းအရေးကြီးလို့ foundation ဆောက်ဝိပဿနာဉာဏ်ရဲ့ foundation ဖြစ်ပါတယ်ပထမဆုံးယုံနဲ့နာမ်ကိုသာရှိတယ်ဆိုတာသိအောင်ကြိုးစားရမယ်ဒုတိယထိုယုံနာရဲ့စစ်မှန်တဲ့အကြောင်းတရားတွေကိုသိရှိနိုင်အောင်ကြိုးစားရလိမ့်မယ်အဲ့ဒီဉာဏ်အမြင်နှစ်ခုရလိုက်ပြီးဆိုလိုက်တာနဲ့တပြိုင်နက်ယထာဘူတဉာဏဒသနာလို့စာပေမှာသုံးနေရှိတယ်မှန်မှန်ကန်ကန်မြင်ပြီးတော့သိတဲ့အသိဉာဏ်ဆိုတာဒီဉာဏ်နှမျိုးကိုပြောတာပါဒေတိဝိသုဒ္ဓိကင်္ခာဝိတရဏဝိသုဒ္ဓိဆိုတဲ့စင်ကြယ်မှုနှစ်ရပ်ကိုဖြစ်ပေါ်စေနိုင်တဲ့နာမရူပပရိစ္ဆေရဉာဏ်ပစ္စယပရိက္ခဉာဏ်လို့ဆိုရင်ဒီဉာဏ်နှစ်ခုဟာယထာဘူတဉာဏဒသနာပါတဲ့မှန်ကန်တဲ့ဉာဏ်အမြင်တွေဖြစ်ပါတယ်အဲ့ဒီမှန်ကန်မှုဆိုတဲ့ဉာဏ်အမြင်မှမရှိသေးလို့ရှိရင်နိဗ္ဗာန်ကိုဘယ်လိုမှမမြင်နိုင်ဘူးနိဗ္ဗာန်ကိုမြင်ဖို့ဆိုဖြစ်နိုင်ဘူးတဲ့နိဗ္ဗာန်ရဲ့အတားအဆီးတွေအကာအကွယ်တွေကအလွန်များနေတယ်မိမိရဲ့တဏ္ဍာအတားအဆီးကာကွယ်တွေဆိုတာဘယ်ကိုတားဆီးပြီးဘာကိုကာကွယ်ထားတာလဲဆိုမိမိရဲ့စိတ်အစဉ်လေးကအသိဉာဏ်လေးကမလင်းလက်နိုင်ဘူးထိုအသိဉာဏ်လေးကိုအားပြော့သေးသိမ့်သွားအောင်နိဝရဏဆိုတဲ့အကုသိုလ်တရားတွေကလွှမ်းထားတယ်ကိလေသာဆိုတာအညစ်တွေကစိုးပိတ်ထားတယ်နိဝရဏတွေကစိုးပိတ်ထားတယ်ကိလေသာတွေကလွှမ်းအောက်ထားတယ်ဒါကြောင့်မို့လို့လူတွေရဲ့အသိဉာဏ်ဟာနိဗ္ဗာန်ကိုမြင်နိုင်စွမ်းဆိုတာမရှိဘူးတဲ့တန်တရားထဲမှာမိမိအထင်နဲ့အမြင်ပေါ်မှာပဲတွေ့တာပြီးတော့ဒီလိုနေကြရတယ်ဟောဒါကြောင့်မို့ဒါသနာဝိသုဒ္ဓိဆိုတာဖြစ်မလာနိုင်ဘူးလို့ဒီလိုပြောဒါသနာဝိသုဒ္ဓိဆိုတဲ့နိဗ္ဗာန်မြင်ဖို့အတွက်ဒီအခြေခံဉာဏ်နှစ်ခုကစင်ကြယ်လာပြီဆိုတဲ့အခါမှာဝိပဿနာဉာဏ်လမ်းကြောင်းတက်သွားလို့ရှိရင်ထိုဝိပဿနာဉာဏ်လမ်းကြောင်းအစဉ်စဉ်ခုနအာယုန်နဲ့စိတ်နဲ့ယုံနာအာယုန်နဲ့ဝိပဿနာရှုတဲ့စိတ်တို့ပေါင်းစပ်ပြီးတော့တမာတိစွမ်းအားပညာစွမ်းအားနှစ်ရပ်ပေါင်းစပ်ပြီးတော့အလုံးလုံးလိုက်ပဲဆိုလို့ရှိရင်ဘုန်းကြီးတို့တွေရဲ့ခုနကကျင်းပုံပြင်ကိုပွတ်တိုက်ပေးတယ်လို့ပဲတဘာဝတရားတွေဟာထင်ထင်ရှားရှားကြီးပေါ်လာမှာဖြစ်ပါတယ်ဝိပဿနာရဲ့အခြေခံအုတ်မြစ်ဟာယုံနံကိုခွဲခြားသိမြင်ခြင်းနဲ့အကြောင်းတရားကိုမှန်ကန်စွာသိမြင်ခြင်းပဲဖြစ်ပါတယ်အတိတ်အနာဂတ်ပစ္စုပန်နဲ့ပတ်သက်တဲ့တန်တရား16မျိုးကိုဉာဏ်နဲ့ဖြတ်ကျော်နိုင်မှသာကိလေသာအမှောင်ထုတွေကင်းစင်ပြီးနိဗ္ဗာန်ဆိုတဲ့အလင်းဓာတ်ကိုထင်ထင်ရှားရှားမြင်တွေ့နိုင်မှာဖြစ်ပါတယ်